ကိုယ့်ရဲ့ယောက်ျားကအရန်ကိုမှစိတ်ပူပြီးတော့ဂရုစိုက်ပေးနေတာကိုစိတ်အရန်ရှုပ်ပါတယ်ဆိုပြီးတော့အဆုံးစီရင်လိုက်တဲ့အမျိုးသမီးတစ်ယောက်ရဲ့အကြောင်းကိုဒီနေ့စဉ်ကပြောပြပေးမယ်။အရန်ကိုမှစိတ်မကောင်းစရာလေးတစ်ခုကအသက်ခံလိုက်ရတဲ့ခင်မုန်းဖြစ်တဲ့သူကဇနီးတဲ့နှလုံးခွဲစိတ်ထားလို့စိတ်ပူပြီးတော့နေ့ရောညရောဘေးနားကမခွာဘဲနဲ့ပြုစုပေးခဲ့တဲ့လူကောင်းတစ်ယောက်ဖြစ်နေထားပါတယ်။ရှစ်လုံးလုံးဂရုစိုက်တာကနေပြီးတော့လူတက်မှုအထိဘယ်လိုမျိုးတွေဖြစ်သွားရတာလဲဆိုတာဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြရအောင်။ဒီအဖြစ်အပျက်ရဲ့အစကိုပြောရမယ်ဆိုရင်အခုလိုမျိုးပါ။ဒီအဖြစ်အပျက်ကအမေရိကန်နိုင်ငံမှာအသက်64နှစ်အရွယ်လင်မယားနှစ်ယောက်ကြားမှာဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်တကယ်တော့သူတို့တွေကနှစ်ပေါင်းများစွာအတူတူနေထိုင်လာကြတဲ့သက်ကြီးရွယ်အိုလင်မယားတွေခင်မုန်းဖြစ်တဲ့သူကလည်းအနီးနားချင်းတွေပါသက်သေခံရလောက်အောင်ထိဇနီးတဲ့အပေါ်မှာအရန်ကိုမှကောင်းတယ်အရန်လည်းရှစ်တဲ့သူတယောက်ဒါပေမဲ့ပြီးသွားတဲ့အပတ်ကသူ့ရဲ့ဇနီးတွေကအသက်အန္တရာယ်ရှိတဲ့နှလုံးခွဲစိတ်မှုကြီးတစ်ခုပြုလုပ်ခဲ့ရပါတယ်။ခွဲစိတ်ပြီးလို့အိမ်ကိုပြန်ရောက်လာတာ2ပတ်ပဲရှိပြီးတော့လူနာကလည်းနုနုနဲ့နဲ့ရှိသေးတာပေါ့။အဲ့ဒီမှာနေမဲ့အသက်65နှစ်ရှိပြီဖြစ်တဲ့ခင်မုန်းတွေကသူ့ဇနီးကိုစိတ်ပူလွန်းလို့အခန်းထဲမှာပဲတဝဲလဲလဲနဲ့ဝင်ပြီးတော့ကြည့်ပါတယ်။သူ့ရဲ့မိန်းမကိုအဆင်ပြေရဲ့လားဘာလို့လဲဘာဖြစ်ရှင်လဲဘာစားရှင်လဲမောနေပြီလားအမျိုးမျိုးခဏခဏရစ်တီနဲ့လာပြီးတော့မေးပါတော့တယ်။ကိုချင်းစာကြည့်အောင်လေကိုရှစ်တဲ့သူကခွဲစိတ်ထားတာဆိုတော့အရန်ကိုမှစိတ်ပူနေကြတာပဲမလား။ဇနီးဖြစ်တဲ့သူကခင်မုန်းတဲ့ကိုဒီဘေးနားမှာဝဲလဲလဲလာပြီးလုံးမနေနဲ့ဝေးသွားအရန်ကိုမှစိတ်ရှုပ်ဖို့ကောင်းတဲ့ဆိုပြီးတော့စကလုံးကြမ်းတွေနဲ့မောင်းထုတ်ပါတယ်။ခင်မုန်းတဲ့ခမည်းမှာလည်းစေတနာနဲ့လုပ်ပေးနေတာဆိုတော့ရှစ်ရှင်းကြီးလည်းအဝေးကိုမသွားနိုင်ဘူး။အဲ့ဒီမှာနေနဲ့သူ့ဇနီးရဲ့စိတ်ထဲမှာတော်တော်လေးကိုမှသွေးအေးလုံးနဲ့အကြံစီတစ်ခုကြီးထွက်ပေါ်လာတော့တာပါပဲ။ဒီမျိုးသမီးကဘာလို့လိုက်လဲဆိုတော့သူ့ရဲ့အိယာဘေးနားမှာရှိတဲ့ပစ္စတိုတနတ်တလက်ကိုကြည်အပြည့်ဖြည့်ပြီးတော့အစင်တင်ပြင်ထားလိုက်ပါတယ်။ဒီလူကြီးငါရဲ့အခန်းထဲကိုထပ်ဝင်လာပြီးတော့စိတ်ရှုပ်အောင်လာလို့ရင်တော့ငါတကယ်ပဲပြစ်ထည့်လိုက်မှဆိုပြီးတော့သွေးအေးနဲ့ကိုစောင့်နေခဲ့တော့တာပါပဲ။ဒါပေမဲ့အဲ့ဒီနေ့မှာပဲခင်မုန်းဖြစ်တဲ့သူကဇနီးစိတ်တူနေတာကိုသိလို့ထင်ပါရဲ့။ဇနီးအခန်းထဲကိုလုံးဝဝင်မလာခဲ့ဘူး။ဧကန်ထဲကကလထိုင်ပေါ်မှာသွားပြီးတော့ငင်လေးပဲလှဲလျောင်းပြီးတော့အိတ်နေတာကဲဒီနေရာမှာခင်မုန်းဖြစ်တဲ့သူကအခန်းထဲလေးဝင်မလာဘူးဆိုတော့ဒီဖြစ်ရကဒီနေရာမှာနေပြီးသွားပြီလို့ထင်ကြမယ်ဒါပေမဲ့ဒီအမျိုးသမီးကခင်မုန်းဖြစ်တဲ့သူဝင်မလာတာကိုတော့မှမကျင်နဲ့နိုင်နေနဲ့တနက်ကိုကိုင်းအဲ့ရဘဝကနေကိုယ်တိုင်စိမ့်ပြီးတော့ဧကန်ထဲအထိကိုရှောက်သွားခဲ့တာပါပြီးတော့ဧကန်ထဲမှာအေးစစ်စစ်အိပ်ပျော်နေတဲ့သူ့ကိုတစ်ချိန်လုံးစိတ်ပူပေးခဲ့တဲ့ခင်မုန်းဖြစ်တဲ့သူကိုတနက်နဲ့တစ်ချက်သေးပဲပြစ်လိုက်တော့တာပါပဲရှင်ပို့ပြီးတော့ရင်နာဖို့ကောင်းတာလူတက်ပြီးတာနဲ့သူမကိုယ်တိုင်ပဲကိုတိတ်ကိုအေးစစ်စစ်ဖုံးဆက်တယ်ရဲတွေရောက်လာပြီးတော့ဘာလို့တက်တာလဲလို့မေးတဲ့အခါမှာမျက်နှာမှာလည်းနောင်နာရတဲ့အရေးအယောင်တွေလုံးဝမရှိဘဲနဲ့တီငိမ့်နဲ့ပဲကျမရဲ့ခင်မို့အရန်ကိုမှစိတ်အနှောက်အယှက်ဖြစ်လို့ဆိုပြီးတော့လေဖြေခဲ့ပါတယ်ရဲတွေကနောက်ကျောင်းကိုပြန်ပြီးတော့စစ်ဆေးတဲ့အခါမှာခင်မို့ဖြစ်တဲ့သူကအိမ်တွင်အကြံဖတ်မှုတမိုင်းချောင်းလည်းလုံးဝမရှိခဲ့တဲ့လူကောင်းတစ်ယောက်ဖြစ်နေတာကိုလည်းတွေ့လိုက်ရပါတော့တယ်ဒီဖြစ်ရပ်ကိုကြည့်ပြီးတော့တစ်ခါတလေကြာရင်မိသားစုတွေရှစ်သူတွေရဲ့ကြားမှာစေတနာဆိုတာကအချိုးအစားမညီမျှရင်ဝေဒနာတွေလည်းဖြစ်သွားတတ်ပါတယ်။ကိုကစိတ်ပူလို့လုပ်ပေးတာမှန်ပေမဲ့တစ်ဖက်လူအတွက်ကတော့သိမခံနိုင်လောက်တဲ့ဖြစ်ရပ်တစ်ခုဖြစ်သွားပါတယ်။ဒါပေမဲ့အဆိုးဆုံးကတော့ကိုချင်းစာတရားပျောက်ဆုံးရှင်းပါတယ်။ကို့ပေါ်မှာထားတဲ့တစ်ဖက်လူရဲ့စေတနာကိုမမြင်မဲနဲ့ကိုရဲ့စိတ်အလိုမကျမှုကိုပဲရှေ့နှံတင်ရင်တော့အနည်းဆုံးလူကအဓိကအသားကောင်ဖြစ်သွားတတ်ပါတယ်။ကို့အနီးနားမှာစိတ်ပူပြီးတော့တွတ်ပြောပြပေးနေသူရှိနေတာဟာစိတ်ရှုပ်စရာမဟုတ်ဘဲနဲ့နှွေးထွေးမှုတစ်ခုပါပဲဒီလူတွေသာမရှိတော့တဲ့တနည်းကြရင်နောက်နှကြီးရပါနိုင်ပါလိမ့်မယ်ရှင်အခုကြည့်နေကြတဲ့သူတွေရောဒီဖြစ်ရလေးပေါ်မှာဘယ်လိုမျိုးမြင်လဲကိုယ့်ရဲ့ရှစ်သူကြီးစားတွေပေါ်မှာအရန်ကိုမှစိတ်ရှုပ်တယ်လို့မမြင်ကြဘဲနဲ့ကိုယ့်ပေါ်မှာစိတ်ပူပြီးနှွေးထွေးပေးတယ်လို့မြင်ကြပါလို့ဇင်ကတော့အကြံပေးလိုက်ပါတယ်ရှင်